တကယ်ဘေးနဲ့လည်းတွေ့ရောတကယ်ပျက်စီးမှုနဲ့လည်းတွေ့ရောအကုန်လုံးဟာမျက်နှာငယ်လေးနဲ့ပဲဖြစ်သွားဒါပစ္စည်းကိုအားကိုးတယ်ပစ္စည်းရှိရင်ထောင်းထောင်းလုပ်အဲ့ဒီပစ္စည်းနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာလည်းတွေ့ပြီလဲဆိုရင်ဘာဖြစ်သွားလဲတခါတည်းငိုင်ကြသွားဘဝမှာတကယ်အားအကိုးတိုက်ဆုံးအရာစိတ်ကိုရဲရင်စေတဲ့အရာအမှန်သိမြင်တာလည်းပြင်တာရှိအဲ့ဒီပညာကအခုသင်ယူလို့တက်ကြွထားတဲ့ပညာရေးသဘောအရဖြစ်နေတဲ့စာမွေးအောင်တာတွေပွဲရတာတွေဒါတွေကိုရည်ရွယ်တာမဟုတ်ဘူးအဲ့လောက်မလွယ်ဘူးရဲရင်ဟုတ်တော့ဒါသိအဲ့ဒီပညာလောက်တက်ရင်လည်းတာမန်ပွဲထဲမှာတော့ရဲမှာပါနော်ပညာရေးရင်ပွဲလေတင်ဘုံဘုံကခံစားကြည့်တယ်ဒီစကားနဲ့ဘာပညာကိုဆိုလို့လဲဘာပွဲကိုဆိုလို့လဲဘုံဘုံနားလေကြည့်တာပညာကတော့အဓိကတော့မဲ့ပညာဖို့ဖြစ်ကောင်းဆုံးဖြစ်ပွဲလေမှာတင့်တယ်မယ်ဆိုပွဲရဘာပွဲတော့ဆိုအိုပွဲနာပွဲသိပွဲအဲ့ဒါကိုလည်းပွဲလို့သုံးတယ်နော်အဲ့ဒီပွဲအလေရောက်ပြီတင့်တယ်နိုင်မလားဒီမျက်နှာတကယ်လေးလေးနက်နက်ဘောဟာဒုက္ခသစ္စာလို့ပိုင်းခြားသိတဲ့အဆင့်ကိုမရသေးဘူးဒီပညာမရသေးဘူးဆိုရင်ကိုယ်ပွဲနာပွဲသေပွဲနဲ့တွေ့ပြီဆိုသေချာပေါက်ညှိုးငယ်ရတယ်အများစုဟုတ်တယ်မဟုတ်လားကိုယ်ပွဲနာပွဲသေပွဲနဲ့တွေ့ငါတကယ်ပွဲလေမှာတင့်တယ်နိုင်မှာမလားရဲရှင်းနိုင်မှာမလားလို့ကိုယ့်အကူကမေးပြီးတော့